အရင်ကတော့ငကားသွေးဆိုတာကျမရဲ့အကို Viserius တယောက်တည်းပဲစီးဆင်းနေတာလို့ထင်ခဲ့ဘူးပါတယ်။ဒါပေမဲ့တရက်မှာတော့ကျမကိုယ်တိုင်ပဲစမ်းသပ်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်လေ။ကြောက်ဖေးရုပ်ကွင်းလိုထင်နေတဲ့ငကားဦးတူကိုတောက်လောင်နေတဲ့မီးဖို့ထဲထည့်လိုက်ပြီးမီးလျံတွေကအဲ့ဒီဦးကိုဝါမျိုးသွားတာကိုစောင့်ကြည့်နေခဲ့တာပါ။အပူရှင်ကတာမဏိတွေကိုတောင်အရေးဖြောစေနိုင်တဲ့အထီးပြင်းထန်လာတဲ့အခါမှာတော့ကျမကလက်ပလာနဲ့ပဲအဲ့ဒီဦးကိုလမ်းကိုက်ပြီးမှုလိုက်မိပါတယ်။အနားမှာရှိတဲ့အစိခံမလေးကလမ်းဖြတ်သွားပြီးကျမလက်ထက်ကနေအဲ့ဒီဦးကိုလှမ်းလို့ပေါ်ပြေးလာခဲ့တယ်။ဒါပေမဲ့သူမရဲ့လက်တွေကမီးလောင်တန်ရာကြောင့်ချက်ချင်းပဲနီးရဲခရမ်းရောင်တန်းသွားပြီးနားချီလွန်လူအော်ဟစ်တော်တာပါပဲ။ကျမရဲ့လက်တွေကတော့ဘာမှမဖြစ်ပဲပကတိအတိုင်းပါပဲ။အဲ့ဒီအချိန်မှာကျမအရင်ကမယုံရဲခဲ့တဲ့အမှန်တရားတစ်ခုကိုသိလိုက်ရတယ်။အဲ့ဒါကတော့ကျမရဲ့ကိုယ်ထဲမှာလည်းငကားတွေစီးဆင်းနေနိုင်တယ်ဆိုတာပါပဲ။တိတ်မကြခင်ပါပဲကျမကခေါဒရိုကိုနဲ့ကိုဝင်ရခဲ့ပါတယ်။ဒေါသရကီရဲ့ရိုးရာအရာလူအများကြီးရှိမှမြင်းနှလုံးအစိမ့်တစ်လုံးလုံးကိုကုန်းအောင်စားပြခဲ့ရတယ်လေ။အဲ့ဒီလိုလုံးမှပဲမွေးလာမယ့်ကလေးကတမ်းမာထွားချိုင်းပြီးရုပ်ရည်ချောမောမယ်ပြီးတော့ကြီးမတဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်လာမယ်လို့သူတို့ကယုံကြည်ကြတာပါ။သွေးတွေကပြစ်ချွဲနေပြီးတန်တန်းနံတွေနဲ့အော့အန်ချင်းစရာကြီးဖြစ်နေခဲ့ပါတယ်။တလုံးချင်းစီဝါလိုက်သွားအန်ချင်းစိတ်တွေပေါက်ခဲ့ပြီးမြဲကျမတို့မိသားစုရဲ့ဂုဏ်သိက္ခာအတွက် House Targaryen မျိုးနွယ်စုပြန်လည်နှိုးထားလာကိုအတွက်ကျမဒါကိုလောက်ကိုက်ခဲ့ရတာပါ။ဒါကြောင့်လူအုပ်ကြီးကစောင့်ကြည့်နေတဲ့ကြားကပဲအသားဆက်တစားမကြမ်းအောင်အကုန်လုံးကိုမျိုးချလိုက်ပါတယ်။ကျမစားလို့ပြီးသွားတဲ့အခါမှာတော့သူတို့အားလုံးကသဘောတူထောက်ခံတဲ့အနေနဲ့ဟင်းဟောက်ပြီးအားပေးခဲ့ကြတယ်။ကျမရဲ့သားဟာတကဘာလုံးကိုစိုးမိုးမဲ့မြေအထီးကြီးဖြစ်လာလိမ့်မယ်နိုင်ငံအားလုံးကိုစူးစီးပြီးမဲ့ဘရင်တစ်ပါးဖြစ်လာလိမ့်မယ်လို့လည်းပြောခဲ့ကြတာပေါ့ဒါပေမဲ့ကျမရဲ့အောင်မြင်မှုက Viserius ရဲ့မနာလိုစိတ်ကိုပဲပို့တောက်လောင်စေခဲ့ပါတယ်သူကဂုံယူရမယ့်အစားဒေါသတွေထွက်နေခဲ့တာပါလူတွေကသူဖြစ်ချင်နေတဲ့ဘရင်ချက်ကျမကိုပဲပို့ချစ်လာကြလို့ပါပဲတညာမှာတော့သူကကျမတို့မိသားစုရဲ့နောက်ဆုံးကြံရစ်တဲ့အမွေအနှစ်ဖြစ်တဲ့ငကားဦးတွေကိုခိုးယူဖို့စ조사ခဲ့တယ်အဲ့ဒီဦးတွေကိုရောင်းပြီးစစ်တခုတီထောင်မယ်ပြီးရင် Iron Throne ကိုရယူဖို့သူကစီစဉ်ထားတာပါဒါပေမဲ့စာချိုရာကသူ့ကိုလက်ဖို့လက်ကန်မိသွားခဲ့တယ်။ဂျိုရာကကျမတို့မောင်နှမနှစ်ယောက်လုံးပေါ်သစ္စာရှိဖို့ကျင်းဆိုထားပြီးမြဲတကယ်တမ်းမှာတော့သူ့ရဲ့သစ္စာတရားကကျမစီမှာပဲအမြင်ရှိနေခဲ့တာပါ။ထပ်ပေါက်ပေးသွားတဲ့အခါ Viserius ကငကားဦးတွေကိုပြန်ချထားခဲ့ပြီးအဆက်တကွဲနေထွက်သွားခဲ့တယ်။ဒါပေမဲ့သူ့ရဲ့ရင်းထဲမှာတော့ဒေါသတွေကတောင့်လောင်နေတော့ပါပဲ။ရက်အနေခဲ့အချာစားတော့ပဲတစ်ခုမှာတော့သူစိတ်လွတ်သွားပါတော့တယ်။မူယူပြီးအကြံကုန်နေတဲ့သူကလက်ထဲမှာဓာတ်တလက်ကိုင်လို့တန်းရှင်းမြင့်မြတ်တဲ့ဒေထဲကိုဝင်လာခဲ့တယ်။လက်နက်ကိုင်ခွင့်မရှိတဲ့ဒေါသရာကီလင်းချင်းမှုမှာတော့ဒါဟာကြီးလေးတဲ့စော်ကားမှုတစ်ခုဖြစ်နေတာပါကျမကသူ့ကိုရက်တန်းဖို့တောင်းပန်ခဲ့ပြီးမြဲသူကကရူးမဆိုင်ခဲ့ပါဘူးသူကကျမရဲ့ကိုဝင်ရှိနေတဲ့ပိုက်ကိုဓာနေချိန်ထိငါရဲ့စစ်တပ်ကိုရဖို့အတွက်ငါကသူ့ကိုမင်းစီပေးခဲ့တာဒါပေမဲ့မင်းကငါ့ကိုဘာမှပြန်မပေးဘူးအခုငါဒီပိုက်ထဲကကလေးကိုထုတ်ပြီးမင်းချေရင်ကိုပစ်ချလိုက်မယ်လို့အော်ဟစ်ခဲ့ပါတယ်တခါလုံးတိတ်ဆိတ်သွားခဲ့ပါတယ်ခေါထူကိုကဖြည်းဖြည်းချင်းထားလိုက်ပြီးမင်းလိုချင်တဲ့သားဘူးကိုရစီရမယ်လူတွေအားလုံးမြင်တာနဲ့ကြောက်ရွံ့တုံးလုသွားစေမယ်ရွှေရောင်းထားတာဘူးဘောလို့ပြောလိုက်ပါတယ်Viserius ရဲ့မျက်လုံးတွေကတောက်ပြောင်းသွားခဲ့တယ်